နောက်တစ်ကောင်ပါခုနကောင်ထက်ကိုကိတ်တယ်နဲတာအေးမဟုတ်ဘူးဟုတ်တယ်ဒါနာကပါနာကလို့ခေါ်ပါနဲ့ကြီးပဲမြောက်ပြောင်ကျွန်တော်ဆွေးနေပြီလို့ဘယ်ဟက်ကနှိုက်လဲအော်ရှယ်ကြီးလို့ရှယ်ကြီးโอเคပြီးရင်ငါများထွေးနီးလေးကိုတက်ရှိခဲ့တာဖြစ်ပါတယ်ကိတ်ကြီးမအောင်ရှယ်ငါဆိုရှယ်ကြီးအိမ်မပါတဲ့လူတွေဒီတော့ဆွေးနေရောနော်ဆွေးနေပြီလို့ကျောင်းတရားရဘာလို့ကန်ဆွေးလာတာတော့လုံးကြပါအောင်လောလောဟုတ်တော့ဘူးကွာညိတာအဲ့ညိတာနားလည်းပါတယ်ညိရပါငါမုံညိုလေးသူငါမုံညိုတော့တော်မြားဗျာဟုတ်လူကတွေ့လားနားကတွေ့လားငါမုံညိုလေးကွာဟိုလူမရှိတော့သူ့နေရာငါမုံညိုအမေငါကဒါမှအကိတ်အမကိုင်းနာပဲခိုင်းအောင်အဟဘိုးရှို့စိတ်ကအထီးရပိုင်နေပါထဲတော့ဝင်လာငိုးနေရတာအကြောင်းဆရာကျွန်တော်အမေတကောင်ပြီးတကောင်ခွန်းတင်တာသူကထိုင်းငိုနေရတာပြန်ပုတ်နေပြီအကြောင်းဆရာခြာဆွဲကြီးကျွန်တော်တို့မနက်ခင်းပိုင်းတစ်ပိုင်းညပြီးတဲ့အနေထားပါကိတ်တွေပါ